မင်္ဂလာပါ AC circuit တွက်ချက်မှုတွေကလေတော်တော်လေးခေါင်းစားရနိုင်တယ်ဟုတ်ဒါပေမဲ့အဖြေကိုမျက်စိမြောင်းယုံနဲ့လွယ်လွယ်လေးရှာနိုင်မဲ့ visual shortcut တစ်ခုရှိတယ်ဆိုရင်ရောဘယ်လိုလဲကဲဒီနေ့တော့အဲ့ဒီတော်တော်လေးအစွမ်းထက်တဲ့ trigger နီလန်းကိုအတူတူလေးလာကြည့်ကြတာပေါ့ အဲ့တော့ပထမဆုံးမေးစရာရှိတာက DC circuit ဒီမှာလိုမျိုး AC circuit မှာကဘာလို့တန်ဖိုးတွေကိုဒီတိုင်းပေါင်းလိုက်လို့မရတာလဲဟုတ်တယ်မလားအဓိကအကြောင်းရင်းကတော့လေ AC circuit ထက်ကအားတွေကလာရမတူကြဘူးတစ်ခုနဲ့တစ်ခုကထောက်မှန်နီးပါးကြပြီးတော့အလုံးလုံးနေကြတာအဲ့တော့ရိုးရိုးပေါင်းနီးနဲ့ဆိုအဖြစ်မှန်ဘယ်လို့မှမရနိုင်တော့ဘူးပေါ့ ကဲဒီနေ့ဘာတွေပြောကြမလဲဆိုတော့အရင်ဆုံး AC circuit ရဲ့စင်ခေါ်မှုကဘာလဲဆိုတာကြည့်မယ်ပြီးရင်အဲ့ဒါကိုဖြည့်ရှင်းမဲ့ right angle triangle 2အကြောင်းလေ့လာမယ်နောက်တော့ series circuit တွေ parallel circuit တွေကိုအဲ့ဒီ2နဲ့ဖြည့်ရှင်းကြည့်မယ်အားလုံးကိုပေါင်းပြီးတော့မှကိုဘယ်လောက်နားလည်သွားလဲဆိုတာလေးပြန်စမ်းကြည့်ကြတာမို့ ကဲအပိုင်းတက်စလိုက်ရအောင် AC circuit ရဲ့စင်ခေါ်မှုပေါ့ AC circuit ဒီမှာ inductor တို့ capacitor တို့ကလက်စီကိုဆန့်ကျင်တဲ့အားတွေကိုထုတ်လုပ်ပေးတယ်အဲ့ဒီမှာပြဿနာကဒီအားတွေကရိုးရိုး resistance နဲ့လာရမတူဘူးဗျာအဲ့ဒါကြောင့်ပဲတွက်ချက်ရတာတွေကခက်ခဲလာတာပါ ကောင်းပြီအပိုင်း2ထောက်မှန် trigger 2အခုနကပြဿနာကိုဖြည့်ရှင်းပေးမြက်ကျွန်တော်တို့ရဲ့အဓိကဇက်ကောင်ကဘာလဲဆိုတော့ဟိုရိုးရိုးရှင်းရှင်း geometry ပုံစံလေးတစ်ခုပဲဟုတ်ပါတယ်အဲ့ဒါပါပဲအဓိကတော့ချက်က trigger ပုံစံနဲ့စဉ်းစားဖို့ပဲတကယ်တော့ဒီနီလန်းကလေရှုပ်ထွေးတဲ့ factor တင်ချာတွေကိုရိုးရှင်းတဲ့ပုံတစ်ပုံဖြစ်ပြောင်းလဲပေးလိုက်တာဒါကျွန်တော်တို့ရဲ့အလွယ်ဆုံး visual shortcut ပဲပေါ့ ဒီနီလန်းမှာအရေးကြီးဆုံးစကားလုံးတစ်ခုရှိတယ်အဲ့ဒါကတော့ impedance Z ပါသူကဘာလဲဆိုတော့ AC circuit တစ်ခုမှာလက်စီးကိုဆန့်ကျင်နေတဲ့စုစုပေါင်းအားပေါ့ resistance နဲ့ reactance ကိုပေါင်းဆက်ထားတာ ohms ohm နဲ့တိုင်းတာတယ်အထူးသဖြင့် series circuit တွေမှာဆိုရင်လေကျွန်တော်တို့ရှာရမယ့်အဓိကတန်ဖိုးကဒီ impedance ပဲ အဲ့တော့ဒီရိကနီလန်းရင်တော့ကွယ်ကတင်ချာကဘာလဲဆိုတော့အားလုံးနဲ့ယဉ်နီးပြီးသား Pythagoras theorem ပါပဲ A ကန်နဲ့ထက်အပေါင်း B ကန်နဲ့ထက်ညီမြောက်ရင် C ကန်နဲ့ထက်ပေါ့ယူရှင်းတယ်လို့ထင်ရပေမဲ့တော်တော်လေးအစွမ်းထက်ပါတယ် ကဲအပိုင်း3ရောက်ပါပြီ series ပတ်လင်တွေကိုဖြည့်ရှင်းကြည့်ရအောင်ဒီ2ကိုအရင်ဆုံး series circuit တွေမှာဘယ်လိုအသုံးချမလဲဆိုတာကြည့်လိုက်ကြတာပေါ့ series circuit တွေမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာက resistance R နဲ့ reactance X ကထောက်မှန်တွဲခံရဲ့အနားနဲ့ဖြစ်သွားတယ်ပြီးတော့စုစုပေါင်းဆန့်ကျင်တာဖြစ်ချင်း impedance Z ကကျတော့ထောက်မှန်ခံနာဖြစ်သွားတော့ဒီပုံဒီကျဲမှာကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းကိုမြင်ရမှာပါ ဒီမှာကြည့်လိုက် R+L circuit ရော R+C circuit ရောနှစ်ခုလုံးအတွက် formula တွေကိုတွေ့ရလိမ့်မယ်တိုးနဲ့နီလန်းကအတူတူပဲဘာမှမခက်ဘူး trigger ပုံဖော် Pythagoras theorem နဲ့တွက်လိုက်ဒါပဲအရန်ကိုရိုးရှင်းတာ Okay အပိုင်းလေးကိုတွားရအောင် parallel ပတ်လည်နေဖြည့်ရှင်းခြင်းပေါ့ကဲ parallel circuit တွေကိုကြည့်ကြမယ်ဒီမှာတော့ဇီးမြင့်လင်းနည်းနည်းပြောင်းသွားသည်နော် ဟုတ်တယ် parallel circuit တွေမှာကျတော့ impedance ကိုတိုက်ရိုက်ပုံလို့မရတော့ဘူးအဲ့ဒီအစားဘာလို့ရမလဲဆိုတော့လမ်းကြောင်းခွဲတစ်ခုချင်းစီက senior current လက်စီတွေအတွက်တရံပုံကိုသုံးရမှာဒီပုံတွေမှာကြည့်လိုက်ရင်ရှင်းနေတာပဲ resistor current IR နဲ့ reactive current IL ဒါမှမဟုတ် IC က trade ခံရဲ့အနားတွေဖြစ်လာတယ်ပြီးတော့စုစုပေါင်း current I ကထောက်မှန်ခံအနောပေါ့အခြေခံသဘောတရားကတော့အတူတူပဲဘာကွာသွားလဲဆိုတော့တွက်ချက်ကြက ohms မဟုတ်တော့ဘူး amps ဖြစ်သွားတာဒီ formula တွေကတော့ parallel circuit တွေရဲ့စုစုပေါင်း current ကိုဘယ်လိုရှာမလဲဆိုတာပြနေတာပေါ့ကြည့်လိုက်တာနဲ့သိမှာပါ Pythagoras theorem ကိုပဲထပ်ပြီးသုံးထားတာဘာမှမပြောင်းဘူး ကဲအပိုင်း9အားလုံးကိုပေါင်းဆက်ကြည့်ရမယ်အချင်းရောက်ပြီခုနကဟာတွေကိုအခွန်ပေါင်းပြီးတော့ resistor inductor capacitor သုံးမျိုးလုံးပါတဲ့ RLC circuit တွေကိုဖြည့်ရှင်းကြည့်ကြမယ်ဒီလိုရှုပ်ထွေးတဲ့ RLC circuit တွေကိုဖြည့်ချင်းဖို့လွယ်လွယ်လေးအဆင့်3ဆင့်ပဲလို့တဲ့နံပါတ်1 inductor နဲ့ capacitor ကြောင့်ဖြစ်တဲ့စံကျင်ဘက်အားနှစ်ခုရဲ့ခြားနားချက်ကိုအရင်ရှာလိုက်နံပါတ်2အဲ့ဒီခြားနားချက်ကိုကြိတ်ကန်ရဲ့အနာတစ်ဖက် resistance ကိုနောက်ကဖက်အဖြစ်ထားပြီးကြိတ်ကန်ပုံဆွဲလိုက်နောက်ဆုံးစင်နံပါတ်3ကတော့ Pythagoras theorem ကိုသုံးပြီးအဖြစ်ရှာလိုက်ရုံပဲလွယ်တယ်မလား ဒီပုံကအဲ့ဒီသဘောတရားကိုရှင်းရှင်းလင်းလင်းကိုပြနေတာ series RLC circuit မှာဆိုရင်စန့်ကျင်ဘက်ဖြစ်နေတဲ့ reactance XL နဲ့ XC ကိုအရင်ဆုံးနှုတ်လိုက်တယ်အဲ့ဒါမှစုစုပေါင်း reactive R ကိုရမှာအဲ့ဒါပြီးမှပဲ impedance tracker ကိုဖွဲ့စည်းတာပါ ဒီမှာကြည့်အားလုံးပေါင်းဆက်ထားတဲ့ formula တွေပဲအဲ့ဒီအရင် note ဆိုတဲ့အဆင့်ကိုလေကျွန်တော်တို့ရင်းနှီးပြီးသား Pythagoras theorem ထဲမှာဘယ်လိုထည့်သွင်းထားလဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်မှာပါကွင်းထဲမှာ XL လေးနဲ့ XC ဆိုပြီးဖြစ်သွားတာပေါ့ ကောင်းပြီနောက်ဆုံးအပိုင်းရောက်လာပြီအပိုင်း6ဗဟုသုတဆန်းသက်ခြင်းကဲခုနကလေးလာခဲ့တာတွေကိုလက်တွေ့ပြန်ဆန်းသက်ကြည့်ကြအောင်ပထမဆုံးမိခွင့်နော်ဒီ series circuit ရဲ့ impedance Z ကိုရှာကြည့်ပါ
ကဲခဏလောက်အချိန်ယူပြီးစဉ်းစားကြည့်လိုက်ရုံ ကဲအဖြေတိုက်ကြည့်ရအောင် ဒီခံပုံရဆိုတော့ z က square root 12 square plus 5 square ဖြစ်မယ်အဲ့ဒါကိုတွက်ချလိုက်ရင်အဖြေက13 ohms omega ရပါမယ်မှန်ကြရဲ့ နောက်တစ်ပုတ်သွားမယ်ဒုတိယမေးခွန်းဒီ parallel circuit ရဲ့စုစုပေါင်း current I ကိုရှာပေးပါဒီတစ်ခါတော့ parallel circuit စီးမင်ကိုသုံးရမှာနော်သတိထားပါ အဖြေမှန်ကတော့ I က √a² + 6² နဲ့ညီမျှတယ်အဲ့တော့တွက်လိုက်ရင်10 amps a ရမှာပေါ့ဒါကတော့ current အတွက် trade ကနေလန်ကိုဘယ်လိုသုံးလဲဆိုတာကိုထပ်ပြီးရှင်းပါစေမှာပါ အခုဆိုရင်ဒီတော်တော်လေးအစွမ်းထက်တဲ့ trigger tool ကိုပိုင်နိုင်သွားပြီပေါ့ဒါကဘာကိုသက်သေပြနေလဲဆိုတော့ဘလောက်ပဲရှုပ်ထွေးတဲ့ပြဿနာဖြစ်နေပါစေမှန်ကန်တဲ့ visual shortcut တစ်ခုကအရာအလုံးကိုရိုးရှင်းသွားစေနိုင်တယ်ဆိုတာပါပဲစဉ်းစားကြည့်လေတခြားဘလို့ engineering ပြဿနာတွေကိုဒီလိုမျိုး visual နည်းလမ်းတွေ feature လို့ရနိုင်အောင်မလဲစဉ်းစားကြရပြီနော်